မနေ့ကပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၅ပွဲရဲ့ပွဲပြီးရလဒ်လေးတွေကိုသုံးသပ်ချက်တွေနဲ့တူပြောပြပေးသွားပါမယ်ဗျ။ညီကိုရအားလုံးပဲမင်္ဂလာပါ။ The British Derby ကနေကြိုဆိုလိုက်ပါတယ်။နေ့ကစနေည၅ပွဲရွေးချယ်မှုရဲ့ပွဲပြီးရလဒ်လေးတွေပြောပြပေးသွားပါမယ်။မနေ့ကပြီးခဲ့တဲ့၅ပွဲမှာ AI ရဲ့ရွေးချယ်မှုက၄ပွဲနိုင်၁ပွဲရှုံးခဲ့ပြီးတော့ကျွန်တော်ကတော့၅ပွဲစလုံးနိုင်ခဲ့ပါတယ်။ရွေးချယ်ပေးခဲ့တဲ့၅ပွဲစလုံးနိုင်ရတဲ့အတွက်ညီကိုတွေလည်းကျင်းနှံကြမယ်လို့မျှော်လင့်ပါတယ်။ပထမဆုံးပွဲအနေနဲ့နယူကာဆယ်နဲ့ချက်စီတို့ပွဲစဉ်ကို AI က 1-1 draw ဆိုပြီးတော့ခံမှန်းပေးခဲ့ပြီးကျွန်တော်ကတော့ဂိုးပေါ်ပေးခဲ့တာ။အဲ့ပွဲမှာတော့တစ်ဖက်2ဂိုးစီတည်ကြခဲ့ပြီးတော့နယူကာဆယ်နဲ့ချက်စီတို့အမှတ်ခွဲဝေယူသွားခဲ့ပါတယ်။ဒီပွဲစဉ်မှာဘောလုံးပွဲတစ်ပွဲရပါမစို့ဖြစ်သွားနိုင်တယ်ဆိုတော့နီးပြမာဗက်စကာနဲ့ချက်စီတင်သားတွေကတက်တည်ပြခဲ့တာ။နယူကာဆယ်တင်သူရဲ့အိမ်ဝင်းမှာမမထန်နဲ့ပဲဆော့ခဲ့ပြီးပထမပိုင်းမှာတိုက်စစ်ဝါတာမယ်တွေရဲ့သွင်းဂိုး2ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့တာ။ခွင့်ရေးတချို့လွဲချော်ခဲ့လို့ပထမပိုင်းမှာ2ဂိုးသာရခဲ့ပေမဲ့နယူကာဆယ်စွမ်းဆောင်ရည်တကယ်ကိုထင်ကြီးစရာကောင်းခဲ့ပါတယ်။တစ်ဖက်မှာ9ပါးမှပါဝင်လာတဲ့ချက်စီကအနေငယ်ပြောညံ့နေခဲ့ပြီးပထမပိုင်းတစ်ပိုင်းလုံးအင်ရှင်နယူကာဆယ်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုပဲလိုက်လံတားဆီးနေခဲ့ရတာပါ။ဒုတိယပိုင်းအစ4မိနစ်မှာတော့ခြေနေတွေရုတ်တရက်ပြောင်းလဲကုန်ပါတယ်။ချက်စီအသင်းရဲ့ကပတိန်James ရဲ့ area ထိပ်ကနေ free kick ကန်ချက်ကGuma Ramsdale ကိုကျော်ပြီးတော့ခြေပေါက်ကိုဖြစ်သွားခဲ့တာပါ။ခြေပေါက်ကိုရခဲ့လို့ဆေးရတက်ကြွလာတဲ့ချက်စီရဲ့သူတို့အားထားတဲ့ကစားသမားအန်ဇိုဖာနန်ဒက်ကို54မိနစ်မှာလူကြောင်းဝင်ကစားသိခဲ့ပြီးနောက်ထပ်ခြေပေါက်ကိုရရှိဖို့ဆက်လက်ကြိုးစားခဲ့ပါတယ်။66မိနစ်ရောက်မှာတော့ကိုသမားရောဘတ်ဆိုင်ချက်ရဲ့အကွက်မြင်မြင်ကန်တင်ပေးဖို့မှုကိုချာဝဘတ်တို့တကူတော့စွမ်းဆောင်ရည်နဲ့ပြိုင်ဘက်နောက်ခံကစားသမားတွေအကျော်ဖြတ်ပြီးတော့ကိုရလက်ဖြစ်ပြောင်းလဲနိုင်နေပါတယ်။ဟောင်းပြီးမှနိုင်ပြီဆိုပြီးတွက်ခဲ့မဲ့နယူကာဆယ်တို့မမျှော်လင့်ပဲခြေပေါက်ကို2ကိုပြန်ပေးခဲ့လိုက်ရတာပါ။ဝဲတင်ကျန်ရှိရဲ့မိနစ်တွေကိုတော့နှစ်သင်းစလုံးနိုင်ရဖို့အတွက်သူတပြန်ကိုပြန်တိုက်စစ်ဆင်မှုတွေနဲ့ပဲပြည်သူ့မြင်မြန်ဆိုင်ဖြော်ပြပေးသွားခဲ့ပါတယ်။ဒီပွဲပြီးမှတော့တစ်ဖက်2ဂိုးစီတည်နေပဲမကြားလို့ကျင်းနေခဲ့ရပါတယ်။ဒီပွဲအတွက် AI ရဲ့ခံမှန်းချက်ကျွန်တော်ရဲ့ခံမှန်းချက်နှစ်ခုစလုံးမှန်ခဲ့ပြီးညီကိုတွေအဆင်ပြေခဲ့မယ်လို့လည်းမျှော်လင့်ပါတယ်။ Brighton နဲ့ Sunderland ဒီပွဲစဉ်မှာတော့ AI ရဲ့ရွေးချယ်မှုကမှားယွင်းခဲ့ပြီးတော့ကျွန်တော်ကတော့မှန်ခဲ့ပါတယ်။ AI က Brighton 2-1အနိုင်ဆိုပြီးတော့ပေးခဲ့ပြီးကျွန်တော်ကတော့ Sunderland body ပေးခဲ့တာပါ။ဒီပွဲမှာတော့နှစ်သင်းစလုံးအင်တိုင်းအားနဲ့ကစားခဲ့ပြီး Ancient Brighton အသင်းရဲ့ကံကောင်းခဲ့မှုတွေကိုမြင်ခဲ့ရပါတယ်။ Brighton ရော Sunderland အသင်းမှာအခွင့်အရေးတွေကိုဒီဖန်တီးနိုင်ခဲ့ကြပြီးအဆုံးသတ်ဖို့မတေချာလို့ဒါနှစ်သင်းစလုံးဂိုးမရှိသေးရတဲ့နေချင်းနေခဲ့ရတာပါ။ဒါ Brighton နဲ့ Sunderland တို့ရဲ့ပထမဆုံးချိန်ပရီးမီးယားလိတွေ့ဆုံမှုဖြစ်ပြီးတော့တရေရလက်ပဲထွက်ပေါ်ခဲ့ပါတယ်။ Brentford ကဦးဆောင်နေတဲ့ Sunderland အသင်းဟာဒီပွဲစဉ်ပြီးမှတော့မှတ်ပေးစရာရဲ့အဆင့်6နေရာကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီပွဲအတွက် AI ရဲ့ရွေးချယ်မှုကတော့မှားယွင်းခဲ့ပြီးကျွန်တော်ရဲ့ရွေးချယ်မှု Sunderland ကတော့ပြားစောအနေငယ်စားမယ်လို့မျှော်လင့်ပါတယ်။ Man City နဲ့ West Ham Asian Man City တို့တက်တာနဲ့နိုင်ရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲပြီးမှတော့ clean sheet ကိုလည်းပိုင်ဆိုင်နိုင်ခဲ့တယ်ပေါ့နော်။ဒီပြည်သင်းရဲ့ဂိုးသွင်းရှင်အာလင်ဟာလန်ကရိုနယ်ဒိုရဲ့စံချိန်တွေကိုလည်းရိုက်ချိုးခဲ့ပါတယ်။ရိုနယ်ဒိုရဲ့122ပွဲရှော့ကစားပြီးတော့သွင်းဂိုးတွေပုံများခဲ့တာ။အာလန်အနေနဲ့ပရီးမီးယားလိမှာ114ပွဲကစားပြီးတော့104ဂိုးသွင်းခဲ့တာပဲဖြစ်ပါတယ်။ရိုနယ်ဒိုကတော့236ပွဲကစားပြီး103ဂိုးကသွင်းခဲ့တာပါ။အာလန်ကလုံးဝကိုသွင်းဆက်ဖြစ်လာနေပါပြီ။ကိုသွင်းပြီးပြည်သက်ကိုဆက်ရုပ်ကနေတော့ဖြော်ပြပြီးသွားပါသေးတယ်။ဒီဘက်မှာတော့ဝက်ဆန်အသင်းရဲ့ကစားသမားတွေကိုပြောတယ်မမြင်ရမရှိပေမဲ့မန်စီးတီးအသင်းတိုက်စစ်ကစားသမားတွေဖြစ်တဲ့ဟာလန်ချက်ဂရီနဲ့ဖိုရန်တို့ရဲ့တပွဲတဲ့တပွဲပို့ပြီးတွဲညီလာတာကိုပဲတွေ့ရတာ။သူပြညာတော့မှချက်ဂရီကတနေ့ထက်တနေ့ပိုကောင်းလာတာကိုတွေ့ရပါမယ်။ဒီဘက်အတွက် AI ရဲ့ခံမှန်းချက်ကတော့ Corusco ဖြစ်ခဲ့ပြီးတော့ Man City 3-0ဆိုပြီးတော့ပေးခဲ့တာပါ။ကျွန်တော်လည်းဒီပွဲမှာ Man City body ပဲပေးခဲ့လို့ဒီကိုရီအားလုံးစိတ်ကျဉ်တဲ့ပွဲဖြစ်မယ်လို့မျှော်လင့်ပါတယ်။စပါးနဲ့လီဗာပူးဒီပွဲကတော့စနေညအတွက်ပြည်သက်တွေဖြော်ပြမှုအပေးဆုံးပွဲလို့ဆိုရမှာပါ။နှစ်သင်းပေါင်းအဝါကက်တွေအနီကက်တွေဘလူးပြန်နေခဲ့တာကိုလည်းတွေ့ရမှာပါ။ဒီပွဲမှာ AI ရဲ့ခံမှန်းချက်ကလည်းနောက်ထပ် chorus goal တစ်ခုဖြစ်ခဲ့ပါတယ်။ Spa 1-2 လီဗာပူးဆိုပြီးတော့ပေးခဲ့တာ။ကျွန်တော်ကတော့ဂိုးပေါ်ပေးခဲ့တာဖြစ်လို့ပြားစောနဲ့ငယ်စားရမယ်လို့တော့ထင်ပါတယ်။ဒီပွဲစဉ်မှာတော့လီဗာပူးအသင်းကပွဲစကတည်းကဒါစီဆော့ကစားလာခဲ့တာပါ။နောက်ပိုင်းပွဲချိန်မိနစ်30အရောက်မှာတော့ဖန်တိုက်ကိုပြစ်ထန်မောကျူးလွန်ခဲ့လို့
စပါတင်ရဲ့အဓိကတိုက်စစ်ကစားသမားစာဗီဆိုင်မွန်ကတိုက်ရိုက်အနီးကပ်ပြခံခဲ့ရပါတယ်။တယောက်သာရသွားတဲ့လီဗာပူးအသင်းဟာဒုတိယပိုင်းအစမှာတော့တိုက်စစ်မှုအလက်ဇန်ဒါအီဆက်ကိုလူစားဝင်ကစားသေးခဲ့ပြီးသွင်းဂိုးတွေရရှိဖို့ကြိုးစားခဲ့ပါတယ်။ပွဲချိန်56မိနစ်အရောက်မှာပဲလီဗာပူးရဲ့တန်း200ကျော်တဲ့တိုက်စစ်တွဲလုံးဖြစ်တဲ့အလက်ဇန်ဒါအီဆက်နဲ့ဖလော်ရီယန်ဝစ်တို့ရဲ့တွဲလုံးကနေပြီးတော့သွင်းဂိုးတစ်ခုရယူနိုင်ခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ကကိုဖန်တီးပြီးခဲ့ပြီးတော့လက်ဇန်ဒါအီဆက်ကကိုသွင်းယူပြီးခဲ့တာပါဒါပေမဲ့လည်းအင်္ဂိုတွေပြန်အလာတဲ့လက်ဇန်ဒါအီဆက်ကတော့ကံမကောင်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးပွဲချိန်မိနစ်60အရောက်မှာတရားရပြီးလူစားပြန်လဲခဲ့ရပါတယ်ဒီဘာဘူးတင်းရဲ့နောက်ထပ်သွင်းဂိုးတစ်ခုတော့ပွဲချိန်မိနစ်66မိနစ်မှာအခီတီကီကခေါင်းတိုက်ပြီးတော့သွင်းယူပေးခဲ့တာပါဒါပေမဲ့ဂျန်ရှိတဲ့ပွဲချိန်မိနစ်ဒီမှာတော့စပါးအသင်းကပို့ပြီးတော့ကောင်းခဲ့တာကိုမြင်ရပါတယ်ချီပါကိုတွေပြန်ရဖို့တယောက်ရော့နေထားနေအသေးအတန်ကြိုးစားလာခဲ့ပြီး83မိနစ်အရောက်မှာတော့လူစားဝင်ကစားသမားရီချာလီဆန်ရဲ့ချီပါကိုပြန်လဲသွင်းပေးခဲ့တာပါအေရှင်ပရိသတ်တွေရဲ့အားပေးချမ်းမှုနဲ့စပါးအသင်းရဲ့ aggressive ဆန်ဆန်စော်ကားမှုတွေကြောင့်လီဗာပူးအနေနဲ့ပွဲကိုထိန်းချုပ်ဖို့တော်တော်ခက်ခဲခဲ့ပါတယ်ပွဲပြီးဆုံးချိန်မှာတော့လီဗာပူးအသင်းကပဲ2-1ဆိုတဲ့အနိုင်ရလက်ရရှိခဲ့ပြီးတော့ကျွန်တော်ရဲ့ရွေးချယ်မှုကလည်းအလုပ်ဖြစ်ခဲ့ပါတယ်အေဗာတန်နဲ့အာဆင်နယ်ဒီပွဲစဉ်မှာတော့အာဆင်နယ်အသင်းဟာနောက်ထပ်ကံကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။တိုက်စစ်မှုရော crash ရဲ့ပနဒီကနေကိုသွင်းယူခဲ့ပြီးတော့အဲ့ဒီကိုတဲ့နဲ့မန်စီဆိုတဲ့ရလဒ်နဲ့အနိုင်ရယူခဲ့တာပါ။လူစုံဒီပြပြန်လဲပါဝင်လာတဲ့ဒီပွဲမှာတော့အာဆင်နယ်ကသူတို့လုတ်ပြနေကြအတိုင်းပြိုင်ပွဲအသင်းကိုဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီးအနိုင်ရဖို့ကြိုးစားခဲ့တာပါ။ Trossard နဲ့ Zubimani တို့ရဲ့ဂိုးကန်သွင်းချက်တွေအတိုင်းထိထွက်ခဲ့လို့သာတကူဆိုတဲ့ရလဒ်နဲ့သာပွဲပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်ဒီဘက်မှာတော့ AN က Everton Z2 Arsenal ဆိုပြီးပေးခဲ့ပြီးကျွန်တော်ကလည်း Arsenal ဘော်ဒီပဲပေးခဲ့တာညီကိုတွေလည်းအဆင်ပြေကြခဲ့မယ်လို့မျှော်လင့်ပါတယ်ခုလိုမျိုးပွဲခံမှန်းချက်တွေနဲ့ပွဲပြီးသုံးသက်ချက်တွေအကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ YouTube နဲ့ TikTok channel လေးတွေကိုလည်း subscribe လုပ်ပေးထားခဲ့လို့ရပါတယ်ဗျဗီဒီယိုလေးဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ညီကိုအားလုံးပဲခွန်လပ်ပါ